ကိုယ်မဆက်သွဲခြင်းတော့တဲ့သူတွေအတွက်သူတို့အတွက်ပေးစရာမြတ်တယ်ကိုယ်မှများများဆဆထပ်ပြီးရှိမနေတော့ဘူးပြတ်သွားတာတော့မဟုတ်ဘူးနော်အရှက်နာတရားတွေဖြစ်စေခြင်းလို့အဆက်အသွယ်ကစားဖြတ်လိုက်တာဥပေက္ခဆိုတာလိုမျိုးပေါ့ကံကြမ္မာဆိုတာကလည်းရိုးမယ်ဖွဲ့ပြီးလွှဲချလို့ကောင်းစရာပြရုပ်သားသားတစ်ခုလို့သိလာတော့လူတွေရဲ့လူမပီတာခြင်းတွေကောင်းအစာခြေဆုံးမြင်မိလာတယ်အဲ့ဒီတော့ဦးလင်ဆံမော့ကြောခိုင်ခြင်းတွေဘဝအထူးတလဲပြန်တီဆောက်လိုက်တယ်ဒီလောက်ပါပဲလောကမှာမနေနိုင်တဲ့သူတွေပဲခွေရိုင်လဲကြတတ်တာမဟုတ်လား